ဒီတစ်ခေါက်မှာတော့ဘန်ကောက်ခရီးစဉ်လေးအကြောင်းမျှဝေသွားပါမယ်ရှင်ပထမဆုံးအနေနဲ့သတင်းတို့ကစူပနာဟူမီလေးစိတ်ကနေ ARD ထားစီးမှာဖြစ်ပါတယ် basement ကိုအရင်ဆင်းပါတယ် basement ရောက်ပြီဆိုရင်ကိုယ်တိုင်လက်မှတ်ဝယ်လို့ရတဲ့ဆက်လေးတွေရှိပါတယ်မှတ်တိုင်ကိုရွေးရပါတယ်ပြီးရင်စီးမဲ့လူဦးရေကိုရွေးလိုက်ပါတယ်စခရင်ပေါ်မှာဘယ်လောက်ကျတယ်လဲဆိုတာကြည့်ပြီးငွေဆက်ကူကိုတွေ့ရချင်းထည့်ပေးရပါတယ်လက်မှတ်အဝိုင်းလေးတွေကြာလာတာကိုထုတ်ယူလိုက်ပါတယ်ပြီးရင်တော့အဝင်ဝါးက14မှာစကန်ဖတ်ရပြီးဝင်ရပါတယ်ပြီးရင်တော့ယထာစီးဖို့ဆောင်ရုံပါပဲ15မိနစ်တစီးလောက်လာတတ်ပါတယ်လေစိတ်ကတော့ပထမဆုံးဘူတာဖြစ်တဲ့အတွက် A1 ပါယထာပေါ်မှာလည်းဘူတာနာမည်တွေကြည့်လို့ရပါတယ်တတိထားရမှာကတော့တကားကိုမှီမရမိဖို့ပါပဲဘယ်တကားရောညာတကားရောရှိပြီးဘူတာယုံတွေကဘယ်ဘက်မှာရှိလိုက်ညာဘက်မှာရှိလိုက်ဆိုတော့နှစ်ဖက်စလုံးပွင့်တက်ပါတယ်တစင်တို့ဆင်းမဲ့မှတ်တိုင်ရချာပရာရော့ကိုရောက်ပါပြီအောက်ထပ်ကိုတလေကနေဆင်းပြီးထပ်ပေါက်ကဆက်ကလေးမှာယထာလက်မှတ်ကိုပြန်ထည့်ပေးလိုက်ရုံပါပဲP2 ဟိုတယ်ကိုရောက်ပါပြီဟိုတယ်မှာနားပြီးညစာစားဖို့ Platinum Shopping Mall ကိုသွားနေတာပါဇုံ2 6လွာက food floor မှာစားဖြစ်ပါတယ်ဈေးနှုန်းတင်မြည်ရတာကောင်းပါတယ်ဘန်ကောက်ညရှုခင်းရလဲလှပနေပါတယ်နောက်တစ်နေ့မှာတော့ artist house ကိုသွားခဲ့ပါတယ်တုတ်တုတ်စီးတာဆိုတော့လေတဖြည်းဖြည်းလေးနဲ့အရသာခံပြီးစီးလို့ကောင်းပါတယ်ခရီးကအနည်းငယ်ဝေးပါတယ် artist house ရဲ့ဂုံတရာလေးကတော့လူနဲ့လမ်းလျှောက်လို့ရအောင်စိုက်ကယ်လေးမောင်းလို့ရအောင်လုပ်ထားတာပါအဲ့ဒီမှာလေစီးတာငါးစာကျွေးတာလုပ်လို့ရပါတယ်သူစင်တို့ကတော့အစွန်ဆုံးမှရှိရဲ့ဆိုင်လေးကိုစိတ်ဝင်စားလို့ဝင်ကြည့်ကြပါတယ်လက်မှုပစ္စည်းလေးတွေပကြီးကားတွေကို package အမျိုးမျိုးနဲ့ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ coffee နဲ့မိုလေးတွေလည်းရတယ်ဆိုတော့အဆင်ပြေတာပေါ့။ coffee လေးကတောက်လို့ကောင်းပါတယ်။သွားလိုက်ခဲ့တဲ့နေရာတွေမှာအကြိုက်ဆုံးနေရာလေးတစ်ခုလို့ပြောလို့ရပါတယ်။ Asian style နှစ်ထပ်ပြင်အောင်အင်ကြီးကိုဆိုင်ဖွင့်ထားတာဖြစ်ပါတယ်။ပေါ်တက်မှာလည်းပကြီးကားတွေလက်မှုပညာတွေကိုပြသထားပါတယ်။စာအုပ်တွေလည်းထားပေးထားတဲ့အတွက်စာအုပ်လေးဖတ်လိုက် ကော်ဖီတောက်လိုက် ရှုခင်းကြည့်လိုက်နဲ့အေးစစ်စစ်အချိန်ဖြုံးလို့ရတဲ့နေရာလေးပါ။ရင်းနှီးတဲ့ပတ်ဝန်းကျင်မျိုးဖန်တီးပေးထားတာဖြစ်လို့စရေးလက်အေးသွားလဲရတဲ့ခံစားချက်မျိုးရမှာပါ။နောက်ထပ်လဲပတ်ဖို့73 PR ကနေ shuttle box စီးပြီး icon CN ကိုသွားပါတယ်။အရင်က free ပေမဲ့အခု10ပတ်ပေးရပါတယ်။ icon CN ရဲ့အတွင်းပြင်ပုံလေးတွေပါရန်ကိုလှပခမ်းနားလုံးပါတယ်။ဖုန်းဘက်ထရီကုန်သွားလို့ဓာတ်ပုံနည်းနည်းပဲရိုက်လိုက်ရပါတယ်။အဲဒီနောက်မှာတော့ hop on off ပုံနဲ့ icon CN ကနေ web aran ကိုသွားပါမယ်ဝက်အရန်ဖျားမှာ sunset ရှုခင်းကြည့်ကြပါတယ်အခုလိုကြောက်ဖျားမြစ်တစ်လျှောက်လေးပတ်ရတာလေဒီခရီးစဉ်ရဲ့အကောင်းဆုံးတွေကတစ်ခုပါပဲနောက်နေ့မှာတော့ဘန်ကောက်ရဲ့အမြင့်ဆုံးဟိုတယ်ဖြစ်တဲ့ Bayok Sky Hotel ရဲ့82လွှာမှာ breakfast သွားစားဖြစ်ပါတယ်။
online ကနေ booking ကြိုလုပ်ထားတာဖြစ်ပြီး18လွာမှာလက်မှတ်ထုတ်ရပါတယ်ပြီးရင်တော့82လွာကိုသွားပြီး breakfast စားပါပြီအိန္ဒိယစာဂျပန်စာဥရောပစာယူရီးယားစာအစုံလင်ပါပဲတက်ရှူမောပွဲမြင်ကွင်းနေနဲ့တပ်ပုံရိုက်လို့အရန်ကောင်းပါတယ်86လာကိုဆင်းပြီးဖိုတိုဘူးလေးတွေနဲ့အင်တိုတပ်ပုံရိုက်ကြပါသေးတယ်။တောလေတင်တဲ့နေရာတစ်ခုပါပဲ။ပြီးရင်တော့ဝင်ချင်းမပေးရတဲ့လုံပီနီဥယျာဉ်ကိုသွားလဲပါတယ်။အဲ့မှာ monitor lizard ကောင်လေးတွေလည်းတွေ့နိုင်ပါတယ်။ခရီးပန်းသွားတဲ့အတွက်ဟိုတယ်ပြန်နာပြီး CN Paragon မှာညစာစားပါတယ်။ CN Paragon ရဲ့ M floor ကနေထွက်ပြီး Central World ဘက်ကိုဆက်သွားခဲ့ပါသေးတယ်။နောက်နေ့မနက်မှာတော့လေဆိပ်ကိုဆင်းပြီးရန်ကုန်ပြန်ပါပြီ။ဆောင်ရန်ရှောင်ရန်လေးရတော့လေစိတ်ရောက်ချင်းစင်ကပ်ဝဲပါအပြင်ထွက်တိုင်းစမ်းခွင့်လိမ့်ကြပါဘုံအသင်းချုပ်အမြဲဆောင်ပေးထားကြပါရှင်ဒီဗီဒီယိုလေးကိုကြိုက်တဲ့တက်တယ်ဆိုရင်တော့ like and subscribe လေးပြုလုပ်ပေးပါရှင်နောက်ဗီဒီယိုမှာထပ်မံတွေ့ဆုံကြပါမယ်ရှင်